အားလုံးပဲမင်္ဂလာပါကျွန်တော်ခေတ္တရဲ့ရှင်ပြန်ထမြောက်တော်မူသောဥပုရောနေ့နဲ့ခင်မှာယနေ့ရောက်ဝင်လာရှိကြသောဓမ္မနီကိုမမရောက်စတိုင်ကိုမင်္ဂလာပါလို့ကျွန်တော်ခွန်ဆက်တာချင်ပါတယ်ကျွန်တော်တို့ဒီနေ့ဖို့အနေငယ်ခွန်ယူဖို့ရွေးချယ်ထားတဲ့ချမ်ပိုက်ကတော့ကျွန်တော်တို့ရှေယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးနဲ့အပိုင်ငယ်တစ်ကနေပြီးတော့ကျွန်တော်တို့စနစ်တိဖြစ်ပါတယ်ဒီထက်နေပြီးတော့သူ့အဖြစ်ကျွန်တော်အပိုင်ငယ်နှစ်ကိုကျွန်တော်ဖတ်ချင်ပါတယ်ရှေယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးနဲ့အပိုင်ငယ်နှစ်ယေရှုနဲ့တပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပေးကြ၏ယေရှုနဲ့သူ့တပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပေးကြ၏ဆိုတဲ့ချက်လေးကိုကျွန်တော်သူ့အဖြစ်ပေါ်ပြချင်တဲ့အချက်လေးဖြစ်ပါတယ်โอเคကျွန်တော်တို့ပြန်ပြီးတော့ဒီလောပတ်တော်အားလုံးပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ရှင်ယောဟန်ခန်းကြီးနဲ့မှာဆိုကျွန်တော်ဘယ်အကြောင်းတွေ့ရတယ်လဲဆိုရင်ကာနာမြို့ကနေမင်္ဂလာဆောင်ပွဲကာနာမြို့ရဲ့မင်္ဂလာဆောင်ပွဲလေးအကြောင်းကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာလည်းပဲကျွန်တော်ခရစ်တော်3မိုးဒီလောကမှာတာနာပြုတဲ့အချိန်မှာလည်းပဲသူပထမဆုံးသောနမိတ်လက္ခဏာပြသခဲ့တဲ့မင်္ဂလာပွဲလေးလည်းဖြစ်ပါတယ်ဆိုတော့ဒီမှာစဉ်းစားစရာများကြီးထဲကနေပြီးတော့ကျွန်တော်ထိုးတစ်ဖြစ်ဒီနေ့ပြောချင်တဲ့ຢာကယေရှုရှိနေခြင်းကကျွန်တော်တို့ကောင်းချီးဖြစ်တယ်ယေရှုကိုခေါ်ပိတ်ထားခြင်းဟာကျွန်တော်တို့ရဲ့ကောင်းချီးဖြစ်တဲ့ဆိုတော့ထိုးတစ်ဖြစ်ဒီနေ့ဖော်ပြချင်တာဖြစ်ပါတယ်ဒီမင်္ဂလာပွဲမှာကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်မင်္ဂလာပွဲမှာတို့သမီးရောရှင်မတိုင်းဝင်းတွေအားလုံးခေါ်တင်ခေါ်ထားလို့ခေါ်ရုံတင်မကပဲနဲ့ဒီမှာကိုကွင်တိကြဖော်ပြထားတာကယေရှုနဲ့သူတပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပင့်ထားကြတယ်ဆိုတော့ခေါ်ပိတ်ခံဖြစ်တဲ့ယေရှုနဲ့သူတပည့်တော်တို့ကလည်းပဲအဲ့ဒီပွဲမှာဖြစ်လေတော့ပြီးတော့ပါဝင်ရတော့ခွင့်ကိုရရှိပါတယ်ဆိုတော့အဲ့လောက်နဲ့ပဲမပြီးပဲနဲ့ပါဝင်ပြီးတဲ့အချိန်မှာလိုလာတဲ့မမျော်လင့်ထားတဲ့ခက်ခဲခြင်းတွေကြုံရတဲ့အချိန်မှာအဲ့ဒီပွဲမှာအားလုံးတည်တဲ့အတိုင်းပဲစပီးရေကုန်သွားတဲ့အချိန်မှာနောက်ဆုံးမှာခရစ်တော်ကနေပြီးတော့ယေစင်စစ်ကနေပြီးတော့ဘာဖြစ်လဲအရာကောင်းတဲ့စပီးရေကိုပြောင်းလဲစေခဲ့တဲ့ပထမဆုံးသောနမိတ်လက္ခဏာကိုကျွန်တော်ကိုတွေ့ရတာဖြစ်ပါတယ်မိတ်ဆွေစဉ်းစားဖို့လည်းမသိဘူးကျွန်တော်တို့ခရစ်တော်ရဲ့တက်တော်ဆီမှာပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ခရစ်တော်ကတဘာဝအလုံးပြောမလားလူတွေအုံနောက်နဲ့မကြံစီနိုင်တဲ့ဘုရားသခင်ရဲ့တကူတော်အဖြစ်တဘာဝအလုံးလုပ်ငန်းတွေကိုများချစ်သူပြသခဲ့ပါတယ်လောကပညာရှင်တွေကစဉ်းစားလို့မရပါဘူးဒီမှာလည်းကြည့်ပါကျွန်တော်ရေစင်ဆက်အိုတီ6အိုးရှိတဲ့ထဲမှာရေကိုပဲခပ်ပြီးတော့ထည့်ခိုင်းနေတာအဲ့ဒါကိုပဲပြန်ပြီးတော့ခပ်ပြီးတော့တောက်ခိုင်းလိုက်တဲ့ခါကျတော့အယံကောင်းတဲ့စပီးဖြစ်တယ်ဆိုတော့ကျွန်တော်ဓာတုဗေဒပညာရှင်တွေစဉ်းစားလို့မရပါဘူးဒီတမကောင်းကျွန်တော်လူ9000လောက်ကို9နှစ်ကောင်နဲ့မုံ9လုံးကိုတုံးပြီးတော့ကောင်းကြည့်ပြီးတော့လူတွေအများကြီးအနေနဲ့ရှေ့မှာပဲပြတာပြီးဆုတောင်းပြီးတော့ကောင်းကြည့်ပြီးတော့ဝေတဲ့အချိန်မှာလူပေါင်း9000စားပိတ်ကားနေအောင်စားတယ်မှာကပဲမြောက်များဆိုတော့မုတ်တွေပိုရှင်နေတဲ့ဆိုတော့တွေ့ရပါတယ်ဒီတမကောင်းကျွန်တော်ရေပေါ်လမ်းလျှောက်သွားတယ်ခရစ်တော်အဲ့ဒါကျွန်တော်ရေပေါ်လမ်းလျှောက်သွားတော့တဘာဝဒီပထဝီပညာရှင်တွေကနေတော့စဉ်းစားလို့မရပါဘူးဆိုတော့ငါးနှစ်ကောင်နဲ့မုံငါးတစ်ခုလုံး9000ကျွေးလိုက်တာကျွန်တော်စီးပွားရေးပညာရှင်တွေစဉ်းစားလို့မရပါဘူးနောက်ပြီးကောင်းကင်ကိုကျွန်တော်တိမ်တိုက်ကိုစီးပြီးတော့တက်သွားတာကျွန်တော်အားလုံးတည်တဲ့အတိုင်းပဲခရစ်တော်ကောင်းကိုချီဆောင်သွားတဲ့အချိန်မှာကျွန်တော်ယူပဗေဒပညာရှင်တွေကစဉ်းစားလို့မရဘူးသူတို့ကျွန်တော်ဒီပြောချင်တာခရစ်တော်ကလောက်လိုက်ပြီဆိုရင်လူတွေရဲ့စဉ်းစားနိုင်တဲ့အပြင်ဘက်ကနေပြီးတော့အောက်ဘက်နမိတ်လက္ခဏာတွေကိုသူ့ရဲ့လောကမှာတာနာစားပြုတဲ့အချိန်မှလည်းပဲမြို့ဝတ်ထင်ရှင်းလင်းလင်းထင်ရှားပြတော့ခဲ့တယ်ဆိုတော့ကျွန်တော်အထူးသဖြင့်တွေ့ရရုံတင်မကဘဲနဲ့ဒီမှာလည်းပဲကျွန်တော်ဒီကာနာမင်္ဂလာဆောင်ပွဲမှာလည်းပဲဒီကဲ့သို့နမိတ်လက္ခဏာကောင်းလို့တွေ့ရပါတယ်မိတ်ဆွေရဲ့ဘဝမှာကျွန်တော်ရဲ့ဘဝမှာလည်းပဲမမျော်လင့်ထားတဲ့အခက်အခဲတွေမကြိုဆိုတဲ့မလိုလားအပ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရပါလိမ့်မယ်။ဘယ်သူကကြိုပြီးတော့ပြင်ဆင်ထားမလဲ။ဘယ်သူကြိုပြီးတော့ဘယ်လောက်ပဲပြင်ဆင်ထားတော့မှကြိုရင်ဆိုင်လာရတဲ့ပြဿနာတွေကိုကျော်လွှားနိုင်ဖို့အတွက်အရေးကြီးတာကခရစ်တော်ကိုမိတ်ဆွေဘဝမှာခေါ်ပေးထားပါ
နာမတိုင်ဘုံကြည်ပါစေအဲ့ဒီခရစ်တော်မိတ်ဆွေဘဝမှာခေါ်ဖိတ်ထားမယ်ဆိုရင်မိတ်ဆွေရင်ဆိုင်ရတဲ့ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေထဲကနေပြီးတော့အောဖွင့်နမိတ်လက္ခဏာနဲ့အတိတ်တော့ထူဆန်းမှုတွေကိုမိတ်ဆွေဘဝမှာကျွန်တော်ဘဝမှာကြုံတွေ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်မိတ်ဆွေကိုချစ်တဲ့ခရစ်တော်ကမိတ်ဆွေခေါ်ဖိတ်တန်ကိုနားဆုပ်ပြီးတော့မိတ်ဆွေခေါ်ဖိတ်တန်ကိုနားထောင်ပြီးတော့မိတ်ဆွေခေါ်ဖိတ်ချရာဖြစ်မိတ်ဆွေလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့နေရာမှာသူလိုအပ်တဲ့လို့အကောင်းဆုံးထွက်ပေါက်ကိုပြင်ဆင်ပေးမှာဖြစ်ပါတယ်။ယနေ့ခရစ်တော်မိတ်ဆွေတကယ်ချင်းခရစ်တော်ကိုတက်တမှာခေါ်ဖိတ်ကြည့်ပါခေါ်ဖိတ်ကြည့်ပါမိတ်ဆွေဘဝအတွက်ထူးခြားမှုတစ်ခုရှိလာပါလိမ့်မယ်။နောက်တော့တိုင်ပုံကြည့်ပါစေ။အာမင်။